ခင်ဗျားတို့အခုထိကိုကဲကိုမြန်မာလူကြီးသုံးနေကြတော့မလားကိုကဲမှာပတ်စံရှာလို့ရတယ်ဆိုတာသိပြီလားသိပြီဟုတ်ပါတယ်ကိုကဘယ်နိုင်ငံရောက်ရှာလို့ရပါလဲကျွန်တော် TikTok တို့ Facebook တို့မှာရှာသလိုမျိုး follower လည်းမလို့သလို view လည်းမလို့ပါဘူးကောင်းလိုက်တော့ကွာအဲ့တော့ဘလို့ရှာရမလဲတစ်ချက်လောက်လိုက်ကြည့်လိုက်အောင် Okay ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့စတင်ပြီးလုပ်ကြည့်လိုက်အောင်နော်မလုပ်တတ်လို့ရှိရင်တော့တော်တော်ခက်ပါတယ်လုပ်တတ်လို့ရှိရင်တော့တော်တော်လွယ်လွယ်လေးအဲ့တော့ကျွန်တော်တို့ Google နဲ့ပတ်စံဘယ်လိုရှာမလဲအဲ့တော့ကျွန်တော်တို့ဖုန်းထဲမှာရှိတဲ့ Google software တွေကိုတစ်ချက်လောက်ဝင်လိုက်ပါဖုန်းထဲမှာ Google software ဆိုတော့ပါတယ်နော်အဲ့ Google တွေကိုဝင်ပြီးတော့ဒီ Google ရဲ့ search bar မှာနော်ဘယ်လိုရိုက်ရှာရမလဲဆိုတော့ MONEY money လို့ရိုက်ရှာလိုက်ပါနော် money ရိုက်ရှာပြီးတစ်ချက်လောက်ရှာလိုက်မယ်ဒီမှာနော်ကိုကြိုက်နေတဲ့ပတ်စံကိုရှာပြီးထားလို့ရမြန်မာပတ်စံလေးရှာခြင်းနဲ့ဆိုလို့ရှိရင်မြန်မာနိုင်ငံမြန်မာပတ်စံလေးရှာခြင်းနဲ့ဆိုလို့ရှိရင်တော့မြန်မာ money လို့ရိုက်ပြီးရှာနိုင်ပါတယ်ဗျအေးကျင်နေမစီရတော့အယုံမလွယ်ပါနဲ့အချောင်မလိုက်ပါနဲ့အဲ့တော့ bye bye